Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အန်နာကတော့အန်နာရဲ့အမနဲ့ strawberry orby လေးစော့နေတာဖြစ်ပါတယ်အန်နာကိုတီးကြတဲ့သူတွေလည်းရှိတယ်မတီးကြတဲ့သူတွေလည်းရှိပါတယ်အန်နာမှာက Roblox ပေါ့ TikTok မှာလည်း Roblox စော့ပါတယ်အန်နာရဲ့အမတွေလည်းမသိဘူးပေါ့နော်ဘယ်သူမှမသိပါဘူးအန်နာတယောက်တည်းဖွင့်ထားတာလေးပေါ့နော်အခုဟာကျတော့အမနဲ့ Roblox တူတူစော့နေတာဖြစ်ပါတယ်နောက်ထပ်ဘာ OB လေးတွေစော့ပြရမလဲဆိုတာလေးလည်းမှန်းခဲ့ပေးကြပါအောင်အန်နာကအခုမှ YouTube စပြီးတော့စော့တာပေါ့နော် Roblox ကို YouTube နဲ့အခုမှစစော့တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ subscribe လေးလုပ်ပြီးအသေးလေးပေးသွားပါအန်နာနဲ့အတူတူ Roblox စော့လို့ရပါတယ်အန်နာနဲ့အတူတူစော့ချင်လို့ရှိရင်တော့ comment အန်နာရဲ့ comment အောက်မှာအန်နာနဲ့အတူတူစော့ချင်လို့ရှိရင်တော့ comment အောက်မှာကိုယ့်ရဲ့အကောင့်ကိုရေးခဲ့ပေါ့နော်ပြီးတော့ like လေးပေး subscribe လေးလုပ်ပါပေါ့နော် subscribe မလုပ်တဲ့သူတွေကိုအန်နာကတူတူမစော့ပေးပါဘူး like မပေးတဲ့သူတွေကပေါ့နော် comment မှာအဲ့လိုရေးပြီးတော့ comment မှာကိုယ့်အကောင့်ကိုရေးပေါ့နော်ကိုယ့်အကောင့်ကိုရေးပြီးတော့ like လေးပေး subscribe လေးလုပ်လို့ရှိရင်တူတူစော့လို့ရပါတယ်ရှင်ပြီးတော့အန်နာကိုပါ OB တွေစော့ပြရမလဲဆိုပြီးတော့လေအန်နာ TikTok မှာမေးထားတယ်ရှင်မေးထားတော့သူတို့ကပြောတော့ပြောတယ်ဒါပေမဲ့အန်နာက TikTok သိမသုံးပြတော့သိသုံးတော့ဘူးပေါ့နော်အဲ့တော့ YouTube မှာပဲ comment မှန်ပေးကြပါလို့ TikTok ကလူတွေကိုပေါ့နော်မြင်သိရှင်တယ်ပေါ့နော်ဒါတော့ကိုကြိုက်တဲ့ strawberry orby လေးပေါ့နော်ကိုဘက်ကိုစော့ထားဖြစ်ပါတယ်ဘယ်သူမှမမှန်ထားပါဘူး sausage နဲ့ orby လေးတွေကိုလည်းမှန်ခဲ့ပေါ့နော် orby တာဝါတွေescape တွေအကုန်လုံးကိုစော့ပေးပါတယ်ရှင်အားလုံးပဲပေါ့နော် part 2မှာပြန်ဆောင်ကြပါမယ်ခုကတော့ part 1လေးပဲပေါ့နော် part 2ပေါ့နော်အားလုံးပဲbye bye လို့ပြောချင်ပါတယ်အားလုံးပဲတတာ